我在那边看哪个地方？就用我们的报纸来看，我没多了。bao quần đâu màu màu nhai mà là anh nhảy trái như là ảnh hưởng đi theo không giật chị qua một ngày đi ngã vô cho vô không có cái cao à cứ lúc trở lại nó phải giảm hẹo mà cái này nó bù đi đi cái đi phố này mà thật à nó không được mai được không được nó chưa rồi này cái gì mà thế này mà mình quên cho nó rồi là quay cái điều này này cool đấy nó vậy bằng xe ta liu là nhau xe này lại chỉ lượng này nhìn nên lượng cái khu làm mà chào có video đâu chứ phiền lâu mà đấy còn
လူမတရားမှုရေလူခွင့်ရေပိတ်တာတွေရောပြီးတော့ကိုယ့်လူတွေကိုပြည်သူတွေကိုမဆိုင်မဲဒီလိုမျိုးတက်ဖြတ်တာရှိလာအဲ့လိုမျိုးတွေကိုအဓိကတော့မခိုင်ရင်စိတ်ပေါ့မခိုင်ရင်စိတ်စောက်တွေကိုရောက်လာမန်လေးပီရက်ကကျတော့ကျွန်တော်တငယ်ချင်းတွေရှိလို့ပေါ့တငယ်ချင်းတွေခေါ်လို့ရောက်လာတငယ်ချင်းတွေရဲ့ဆက်သွယ်နေအဒီကိုရောက်လာ2023 5လပိုင်းလောက်ကရောက်တာအဲ့မှာတင်တန်းတွေပါတက်ပြီးတော့မန်လေးပီရက်ကကျတော့အဓိကကျွန်တော်မန်လေးသူလေမန်လေးသူဆိုတော့မန်လေးပီရက်ထဲရောက်လာတခါလေကြာရင်တော့အိမ်ကိုလွမ်းတာတွေပါရှိရပါဒါပေမဲ့တင်တန်းမှာကျတော့ပို့ပြီးတော့တတိရတယ်တင်တန်းမှာကျတော့အဲ့လိုမျိုးပေါ့မျိုးဒုက္ခမျိုးစုံရှိတာဆိုတော့အိမ်ကိုပို့လွမ်းနေဒါပေမဲ့တခုရှိတာဖုန်းဆက်ဖြစ်တာအမေကပြောတာငါသမီးဒေါ်လာရေးပြီးမှပြန်လာအမေတို့ကောင်အဆင်ပြေအဲ့စကားတစ်ခုနဲ့အဆင်ပြေပါကျွန်တော်တင်တန်းဆင်းပြီးတော့စလုံးကြိုးရင်းစိတ်ထဲမှာပဲရှိတာပါကျွန်တော်နောက်တော့ဒီ UAB ရဲခေါ်ရဲဆိုတော့ဝင်လိုက်တာ UAB ကိုငကိုကလေးစိတ်ဝင်စားတာပါနောက်တော့အမျိုးသမီးတွေခေါ်ရဲဆိုတော့အဆင်ပြေသွားပါကျွန်တော်တို့တာဂက်တွေပါထိရတွေပါဆိုရင်ဘယ်လိုပြောမလဲနောက်ပိုင်းညထပ်ပြီးပို့ပြီးလှုပ်ရှင်စိတ်တွေပေါ်လာပေါ့မရှင်ဆိုရင်ကိုအရန်ရင်ခုန်နေရလေအဲ့လိုမျိုးမရှင်တွေပါတွေထဲမှာထပ်ပြီးချပြီးထပ်ပြီးတိကျအောင်လှုပ်ရှင်တာပေါ့ပိုကောင်းအောင်ပဲလှုပ်ရှင်တာအစင်သေးကတော့ဆရာကလည်းပြောပါရဲ့နောက်ပိုင်းဆိုရင်လေ့ကျင့်ရေးအများကြီးထပ်လာအောင်မှာဒါတွေမပြီးသေးဘူးကောင်းဆုံးကတော့ကြိုးစားပါပါတဖြည်းဖြည်းနဲ့နေမီပို့ပြီးတိုးလာလေကျွန်တော်တို့ပို့ပြီးကြိုးစားရလေပဲလေပို့ပြီးလွယ်သွားမှာတော့မဟုတ်ဘူးမျိုးသမီးတွေရဲ့အားကိုကျွန်တော်တို့ယုံကြည်တယ်ဒီတော့ဒီအမျိုးသမီးတွေရဲ့အားကိုအသုံးပြုပြီးတော့မှကျွန်တော်တို့ဒီလက်နက်ကင်ဒေါ်လာရေးမှာအသုံးချဖို့ကျွန်တော်တို့စဉ်းစားတဲ့အခါမှာဒရုန်းကနံပါတ်1အနေနဲ့မှာပါဝင်လာပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ဒရုန်း unit ထဲမှာအမျိုးသမီးစစ်မေတွေကိုဒါကျွန်တော်တို့ခေါ်ပြီးတော့မှအင်တာဗျူးတွေလုပ်တယ်လေ့ကျင့်သင်ကြားမှုတွေကျွန်တော်တို့လုပ်တယ်ဒီလိုမျိုးတွေလုပ်ပြီးတော့မှဒါအမျိုးသမီးတပ်ဖွဲ့ဝင်တွေကိုထည့်ထားခြင်းဖြစ်တယ်အဲ့တော့ဘယ်လိုရည်ရွယ်ချက်နဲ့ထည့်ထားတယ်လဲဘယ်လိုအခန်းကဏ္ဍမှာအသုံးပြုမလဲဆိုရင်တော့ဒီအမျိုးသမီးစစ်မေတွေကိုကျွန်တော်တို့တကယ်စစ်မြေပြင်မှာဒရုန်းတွေကိုကျွမ်းကျွမ်းကျင်ကျင်နဲ့မောင်းနှင်နိုင်ပြီးတော့မှရန်သူကိုထိုးနှက်တိုက်ခိုက်နိုင်ဖို့ရအတွက်ထိကျွန်တော်တို့ရည်ရွယ်ထားပါ